မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့တမတော်တွေကစကားသံအစီအစဉ်အနေနဲ့မိုင်းဆက်မြို့ကတမတော်သားတဦးရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်တော်ကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့ကပါဆက်သွယ်ရေးတက်မှာတက်သားအစင်းနဲ့တာဝန်ထမ်းဆောင်နေသူတဦးဖြစ်ပါတယ်ကျွန်တော်ပြောချင်တာက24နာရီလာတဲ့လျှက်စစ်မိကိုတော့မနက်6ခွဲကနေ9နာရီအထိနဲ့ညနေဆိုရင်6နာရီကနေ9နာရီအထိပဲတက်တွင်းမှာပေးနေပါတယ်မိပြက်ချိန်ဆိုအချိန်မှန်ပြတ်ပေမဲ့တက်ကတရင်မှုကလည်းမီတာကတွေအများကြီးဆောင်ရတယ်ဆိုပြီးအိတ်ကတ်ထဲထည့်ပါတယ်အထက်ကပြောတော့တက်ထဲမှာရေမီးအစုံနဲ့နေရတယ်ဆိုပြီးပြောကြပေမဲ့အခုတော့အခြားတက်တွေတော့24နာရီမီးရနေချိန်မှာဆက်သွယ်ရေးတက်မှာကြမှာအလကားရတဲ့လျှက်စစ်မီးကိုတော့ပုံမှန်မပေးနိုင်ပါဘူးအထက်ကလူကြီးတွေသိအောင်ပြောပေးပါအောင်လို့စာရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်တမတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရင်မက်ဆေ့ဘောက်ကနေတစ်ဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်